ထိုသူကတနက်မောင်းခလုတ်ကိုဆွဲလိုက်တယ်ကြည်စံကမျောလင့်ထားတဲ့အတိုင်းပြေးထွက်သွားပြီဒါကရိုးရိုးပြစ်ခတ်မှုမျိုးမဟုတ်ဘူးသူကတက်မတော်ကိုတောင်ပြစ်မှတ်ထားရတာပါတနက်နဲ့ချိန်ရတဲ့အကြောင်းရင်းကတော့ကိစ္စရဲ့အမှန်တရားကိုသက်သေပြဖို့ပါပဲအဲ့ဒီလူဟာလောက်ကျန်တက်ဖြတ်မှုမစ်ရှင်ကိုအောင်မြင်တော့မယ်လေးလံတဲ့စက်ရန်နေရာတွေကိုပြုပြင်ထိန်းသိမ်းတဲ့အခါအထူးသတိထားကြပါ professional engineer တွေတောင်မှပြဿနာကိုရှာတွေ့ခဲ့ကြလို့ပါဒါပေမဲ့မဟုတ်ဘူးဒီတိမ်မွေးတဲ့ထူးဆန်းမှုကပဲသူသမရကိုလှုပ်ကြံရတဲ့အကြောင်းရင်းဖြစ်နေတယ်သူဟာတရားခံမဟုတ်ဘူးဆိုတဲ့လုံလောက်တဲ့သက်သေအထောက်အထားတွေကိုအမျိုးသားတွေကစုံစမ်းစစ်ဆေးပြီးရှာဖွေတွေ့ရှိခဲ့ကြပါတယ်တဲလွန်စာတွေကတော့သူ့ဘေးမှာရှိတဲ့လူမဲတစ်ယောက်ရဲ့အထောက်အထားကိုညွှန်ပြနေတာပါမမျှော်လင့်ပဲအကြောင်းစုံကိုနားထောင်ပြီးတဲ့နောက်တစ်ဖက်လူကမာနထောင်လွှားသွားခဲ့တယ်ပုံကံမှုရဲ့အရေးရောက်မှန်သမျှကိုဖယ်ရှားပြီးသားပါပဲကင်းဆောင်ကဓာတ်ပုံတွေအများကြီးနဲ့ရောက်လာတယ်အဲ့ဒီဓာတ်ပုံတွေထဲမှာလူမဲတွေကရွာသားတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့တဲ့တပ်တွေပါနေတာပါဒါပေမဲ့ဒါဟာနိုင်ငံတကာတရားရုံးမဟုတ်တဲ့အတွက်လူမဲတွေကဝန်ခံဖို့ညှင်းဆန်နေတော့မှာပဲတစ်ဖက်လူရဲ့မာနကိုမြင်လိုက်ရတဲ့ရဲရရှိကချက်ချင်းပဲရဲရင်နဲ့အကြံတစ်ခုရသွားတယ်ရဲရရှိဘာပြောချင်တယ်လဲဆိုတာကိုအဲ့ဒီလူချက်ချင်းနားလည်သွားပါတယ်အဲ့ဒါကလူမဲလူကြွားလုံးထုတ်နေတဲ့များနဲ့သူ့ရဲ့ပြည့်စုံတဲ့အစီအစဉ်ပါပဲရုတ်တရက်ကောင်းကင်ကနေအလောင်းတလောင်းပြုတ်ကျလာတဲ့အခါလူမဲလူကထိတ်လန့်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ကြီးစံတတောင်းကသူ့ခန္ဓာကိုယ်ကိုမမျော်လင့်ပဲထိမှန်သွားပါတော့တယ်အခုတော့ဒီဥပဒေရေးရာစီမံကိန်းကစတင်နေပြီပဲဖြစ်ပါတယ်